အတွက်ကြောင့်မလို့ဒီ channel လေးကိုထောင်ခြင်းဖြစ်ပါတယ်။ခါလေးသားရှယ်ဆိုရင်တော့အမားတွေပါသွားမယ်ဆိုရင်လည်းခွင့်လို့ပေးဖို့တစ်ခါတည်းတောင်းဆိုတယ်ဒီတရား channel ကိုလာကြည့်တဲ့လူတွေသားနဲ့အတူတူဒီ language journey ကိုတူတူသွားမဲ့လူတွေရှိရဆိုရင်တော့တစ်ခါတည်းdisclaimer အနေနဲ့ပြောပြထားတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်အခုဒီနေ့ကတော့ဒါတော့အလွယ်ဆုံးပေါ့နော်1 to 10 okay 1 to 10ကိုဂျာမန်လိုခေါ်လဲပေါ့ numbers တွေကနေစပြီးပြောကြတော့ဆို number တွေကသိဖို့လိုအပ်တယ်ပေါ့နော်ဈေးဝယ်တာမျိုးဘယ်လိုလဲဖြစ်ဖြစ်ဒီ number တွေကတော့ဘယ်နိုင်ငံမျိုးတော့အလဲသွားပေါ့နော်ဒါလေးတွေသိထားတော့ basic အနေနဲ့ကိုယ်တွေအတွက်လွယ်တယ်ပေါ့နော်okay 1 to 10ကိုပြကြည့်မယ်နော် 0 1 2 3 4 5 6 7 8 9 10 ja 0 1 2 3 4 5 6 7 8 9 10 okay ပါကျေးဇူးတင်ပါတယ်ဒါရဲ့ဒီဗီဒီယိုလေးကြည့်ပေးရတဲ့အတွက်နောက်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါစို့